မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ဂျိုရှူအာဘန်ချန်ပီယံခပတ်တွေအနိုင်ရတဲ့အပေါ်မှာเนาะဘယ်လောက်တောင်ပြင်ရှင်ခဲ့တယ်လဲအပြင်ပန်းခံခဲ့တယ်ဆိုတာเนาะအားလုံးကြီးစုကြရအောင်ပါခင်ဗျ Let's go level လောက်ချက်เนาะဒီဝိတ်ဖက်တော့မားနိုင်ဖို့ဒီနေကဘယ်လိုเนาะဟိုဒီဆို level လောက်ချက်ပြီးတော့ဒီအောင်မြင်ဖို့ရဲ့နောက်ွယ်မှာဘာတွေရှိလဲဆိုတော့ဘယ်ရမှမဟုတ်ဘူး level သူရှိမှာပါသူဂျိုရှူအာပါမင်းမလို့ပြောတာလေးကိုအားလုံးကြရအောင်ပါခင်ဗျာဟုတ်ချစ်စရာလေးပါနော်သူပြန်နေတော့လာနေဖွေရန်အတွက်ကိုပြောနေတာဟုတ်look သူပြန်နေတော့လို့ကျွန်တော်ပြောတာနေတဲ့မြို့မှာသူ့နားမှာပဲနေပါတဲ့အဲ့ဒါပြောတာအဲ့ဒါနေရလို့ဒီအမေအိမ်မှာစိတ်ကောက်ရင်ဟိုအမေအိမ်မှာသွားမယ်ဟိုအမေအိမ်မှာစိတ်ကောက်ရင်ဒီအမေအိမ်သွားမှာအဲ့လိုမျိုးဖြစ်မှာဆိုတော့မနေဘူးလို့ပြောထားတယ်ဒါဒီဥပခတ်စာစိတ်ကောက်တစ်ခါတလေကောက်တာကောင်းတယ်တဲ့ဟုတ်မေကဥစားဘာသာပြန်ပြီးမယ်နော်ဟုတ်ဒါကျမသားအကြီးဆုံးပါကြည့်လို့ဆရာနော်ဒါဒုတိယချော bro bye bye ကိုကြီး bye bye ပြန်တော့မယ်နော်နောက်မှပြန်တွေ့မယ်ဖျားရှင်ကောင်းကြီးပါစေ I love you I love you မနေပါဘူးနေရှိပါနေရောမနေချင်ဘူး bye bye ကဲဒီတစ်ခါမှာတော့ဂျိုရှူအာဘန်ကိုနော်တခြားချန်ပီယံ UFC အတိုင်းဝိုင်းတွေကလည်းဂျိုရှူအာဘန်ဟာဘာလဲဆိုတော့ချန်ပီယံအစ်စ်ပါနော်အားလုံးကချီးကျူးနေတဲ့ဟာလေးကိုနော်ဒီကိုကြည့်သုံးတာပြသွားတာအနေနဲ့ UFC အားလုံးပြိုင်ပွဲအကြောင်းကိုပြောကြားရအောင်ပါဒီပြိုင်ပွဲက flyweight တန်းကထိပ်တန်း fighter 2ယောက်ပွဲကိုပြန်တည်ထားတဲ့ပြိုင်ပွဲမျိုးဖြစ်တယ်တနည်းဆိုရရင်ကျွန်တော်တို့မြန်မာပြည်သက်တွေကိုပျော်ရွှင်စေခဲ့တဲ့ fighter 2ယောက်ထိပ်တိုက်ပြန်တွေ့တဲ့ပွဲ UFC ကဒီ fighter 2ယောက်ကိုပွဲတည်ခဲ့တာကြာပြီတိုးတော်လည်းပဲအကြောင်းအမျိုးမျိုးကြောင်းမို့လို့ဒီပွဲကပြတ်ခဲ့တယ်ပထမချိန်တုန်းကတော့ Brandon Roberts တန်ရာပြဿနာရသွားလို့ပွဲပြတ်တယ်နောက်တစ်ချိန်မှာတော့ Marneket ကတန်ရာပြဿနာရသွားလို့ပွဲပြတ်တယ်ဒါကြောင့်မို့လို့ဒီ fighter 2ယောက်အခုချိန်ပြန်တွေ့တဲ့အနေအထားက promotion ဘက်က3ချိန်မြောက်ပြန်တည်ပေးတဲ့အနေအထားလို့တည်ပေးတဲ့အနေအထားမှာသူတို့2ယောက်ကိုကောင်းပွဲဖြစ်တည်ထားတယ်ဒါကြောင့်မို့လို့ဒီပွဲရဲ့ရလက်က flyweight တန်း champion ကစိန်ခေါ်ပွဲပေါ်တက်ရောက်မှုတစုံတရာရှိကောင်းရှိနိုင်ပါတယ်ဒီညမှာဘာဖြစ်လို့ကျွန်တော်မြန်မာပြည်သက်တွေကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ fighter 2ယောက်လို့ပြောရတာလဲဆိုတော့တကယ်လို့များမာနက်ကပ်တာဒဏ်ရာပြဿနာအကြောင်းပြချက်ကြောင့်နှုတ်ထွက်ခဲ့ခြင်းမရှိဘူးဆိုရင်ဂျိုရှွာဗန်အနေနဲ့ Brandon Roberts နဲ့ထိုးသက်မဲ့အခွင့်အရေးမျိုးလုံးဝရခဲ့မှာမဟုတ်ဘူးနောက်တစ်ဖက်ကနေထပ်ပြီးစဉ်းစားကြည့်မယ်ဆိုရင်လေ Brandon Roberts ကမာနာကြီးပြီးတော့ဒီကောင်ကတော်တန်အဆင့်အတွင်းအောင်ဝင်ရောက်သေးတာမဟုတ်ဘူးငါက number 1 contender မှာနေရာရှိတဲ့ fighter ဒါကြောင့်မို့လို့ဒီလောက်အလှမ်းကွာနေတဲ့ fighter မျိုးနဲ့လုံးဝမထိုးခြင်းမှုဆိုတဲ့ပုံစံမျိုးနဲ့ညှဉ်းဆန်ခဲ့မယ်ဆိုရင်ဂျိုရှွာဗန်ကအခုလိုအခွင့်အရေးမျိုးရပြီးတော့ champion ဖြစ်မှာမဟုတ်ပါဘူးတလို့သောအကြောင်းရင်းတွေကြောင့်ဒီ fighter 2ယောက်ကိုမြန်မာ fan တွေကိုပြုံးပြောစေခဲ့တဲ့ fighter 2ယောက်လို့ကျွန်တော်ကတင်စားပြီးပြောတာဖြစ်ပါတယ်ဒီ fighter နဲ့ထိပ်တိုက်တွေ့မဲ့အခင်းချင်းက flyweight တိုင်းရဲ့ champion ရဲ့စိန်ခေါ်ခွင့်ကိုဘယ်သူကရရှိနိုင်မလဲဆိုတဲ့အပေါ်မှာတက်ရောက်မှုအများကြီးဖြစ်နိုင်တယ်လက်ရှိ flyweight တိုင်း ranking သတ်မှတ်ချက်ရဲ့အနေအထားကိုကြည့်ပြီးတော့လဲဘယ်လိုအခင်းချင်းမျိုးဖြစ်လာနိုင်လဲဆိုတာဟိုတနေ့ကကျွန်တော်ပြည်သက်တွေကိုကဲပြီးမနေ့ကတော့ဒီ promotion ဘက်ကဒီပွဲနဲ့ပတ်သက်ပြီးအကျိုးသတင်းစာရှင်းလင်းပွဲတွေလုပ်သွားတယ်ထိတ်ဆုံးကောင်ပွဲဖြစ်ထိုးသက်ကြမဲ့ fighter 2ယောက်ကလည်းသတင်းသမားတွေနဲ့တွေ့ပြီးတော့မိကွန်းတွေဖြေသွားတယ်အဲ့လိုအနေအထားမျိုးမှာသူတို့ရဲ့သဘောထားတွေကိုချပြသွားခဲ့ပြီးတော့ဒီ Joshua Ban ရဲ့လက်ရှိ champion အနေအထားနဲ့ပတ်သက်ပြီးသူတို့ကဘယ်လိုပုံစံမျိုးစိန်ခေါ်ခွင့်ရချင်လဲဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုသွားတယ်ဒီကနေ့မှာတော့အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်ကပြည်သက်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိ flyweight တိုင်းရဲ့အခင်းချင်းကိုကြည့်လိုက်မယ်ဆိုရင် Brandon Roberts ကRocky တမချက်နံပါတ်2နေရာမှာဆက်လက်ရပ်တည်နေစေဖြစ်ပါတယ်။ဟိုတလောတုန်းက Brandon Moreno ကိုအနိုင်ယူပြခဲ့တဲ့ Tetsuro Taimata Rocky နံပါတ်3နေရာမှာပဲရှိတယ်။ဒါကြောင့်မလို့ promotion ဘက်က Brandon Roberts ကိုဒုတိယမြောက်အခွင့်အရေးပေးဖို့အခင်းချင်းလေးရေးဆွဲထားတယ်လို့ဆိုကြည့်ခြင်းနဲ့ဘလို့အကြောင်းရင်းကြောင့်လဲဆိုတော့ဒီ fighter ကဟိုရခင်မာဂရက် က champion ကဘက်ပြန်ပြီးစိန်ခေါ်ခွင့်ရဖို့ Titan ကင်းနေပြီးတို့ပဲတည်တိုင်အောင်သူ့ရဲ့ဒဏ်ရာပြဿနာအကြောင်းပြချက်တွေပြီးတော့ကြတော့ Joshua Ban ကိုမထင်မှတ်ပဲရှုံးနိမ့်ခဲ့တဲ့ပုံစံမျိုးတွေကြောင့်မို့လို့ champion ကဘက်စိန်ခေါ်ခွင့်နဲ့အလှမ်းဝေးခဲ့တယ်တိုးတော်လည်းပဲဒီမာနက်ကတ်နဲ့ထိပ်တိုက်တွေ့တဲ့အနေအထားမှာသူ့အနေနဲ့ပုံစံကောင်းတွေချပြပြီးတော့နိုင်ပွဲရယူမယ်ဆိုရင်
number 1 contender နေရာကိုပြန်ပြီးတက်လှမ်းသွားပဲရှိတယ်တစ်ဖက်ကပန်နိုဂျာကလည်းအချိန်တိုတွင်ပြန်လဲတက်တာလာမယ်ဆိုတဲ့သတင်းမျိုးလုံးဝမတွေ့ရဘူး promotion ဘက်ကလည်းပန်နိုဂျာအနေနဲ့ဂျော့ရှွာဘန်နဲ့မကြေပွဲဖြစ်ဖို့ထိုက်တန်တိတိုင်အောင်အဲ့လောက်ထိမြင်မြင်ဆန်ဆန်ပြန်လဲတက်တာလာမယ်မထင်ဘူးဒီကြားထဲမှာဂျော့ရှွာဘန်အနေနဲ့အခြား fighter တရားရောင်းနဲ့ချန်ပီယံကပတ်ကောက်ပွဲထိုးရနိုင်နေဆိုတဲ့ပုံစံမျိုးပြောဆိုထားတယ်ဒီလိုသောအကြောင်းရင်းတွေကြောင့် Brandon Rober ဟာ promotion ဘက်ကပြတ်မှတ်ထားနေတဲ့ချန်ပီယံကပတ်စင်ခေါ်တူလာဆိုတာစောင့်ကြည့်ရဖို့လိုပါပြီကိုင်ရှင်ကိုရိုင်းကလည်းအဲ့လိုပုံစံမျိုးပဲသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုသွားတယ်တက်ဆူရိုတိုင်ဘာက Brandon Moreno ကိုအနိုင်ယူပြခဲ့သည့်တိုင်အောင်သူ့အနေနဲ့မာနက်ကတ်ကိုတက်တက်ရဲနဲ့အနိုင်ယူပြပြီးတော့တက်ဆူရိုတိုင်ဘာရဲ့ရှေ့သွားနေတဲ့အခွင့်အရေးပုံစံမျိုးတွေကိုကြောတက်ချင်တဲ့ဆိုတဲ့အနေအထားတွေနဲ့ချပြသွားတယ်အချိန်ထဲမှာပဲသတင်းထောက်တွေကပေါ့နော် Brandon Rober ကိုဒီ Joshua Ban ကိုချန်ပီယံကပတ်စင်ခေါ်ခွင့်ရအောင်ဖန်တီးပေးလိုက်တဲ့အနေအထားနဲ့ပတ်သက်ပြီးဘယ်လိုပုံစံမျိုးခံစားရလဲနောင်နာရလားဆိုတဲ့အကြောင်းအရာတွေကိုမေးကြတယ်။ Kaikishan Fighter ကလည်းအဲ့လိုမေးခွန်းနေနဲ့ပတ်သက်လို့တော်တော်ကြီးကိုပြင်ဆင်လာပုံရတယ်။တစ်ချက်မှ Joshua Ban ကိုသူကဖောင်းထုတ်သွားတဲ့ပုံစံမျိုးမရှိဘူး။ဘယ်လိုပုံစံမျိုးပြောလဲဆိုတော့သူကဒီ MMA ကစားနည်းကိုတအားသဘောကျတယ်။ဒီလိုအနေအထားမျိုးတွေမှာဒီလိုပုံစံမျိုးတွေဖြစ်တတ်တယ်ဆိုတာလည်းနားလည်တယ်။ဒါကြောင့်မလို့သူ့အနေနဲ့လုံးဝနောင်တမရဘူး။ဒါကကကြမ္မာကဖန်တီးလာပြီဆိုရင်ဒီလိုပုံစံမျိုးတွေဖြစ်တတ်ကြတာ။အဲ့လိုပုံစံမျိုးကြောင့်မလို့သူ့အနေနဲ့လုံးဝနောင်တမရဘူး။တစ်ဆက်တည်းမှာပဲသတင်းတောက်တွေက Joshua Ban ကထိုက်ရိုက်တန်နဲ့ချန်ပီယံဖြစ်တာဟုတ်ရဲ့လားစသဖြင့်ပေါ့နော် Joshua Ban ချန်ပီယံဖြစ်တဲ့အနေအထားနဲ့ပတ်သက်ပြီးမှတ်ချက်မေးကြတယ် Brandon Rober ကလည်း Joshua Ban ကိုဝေဖန်မှုအခုလိုပုံစံမျိုးနဲ့ညှင်းဆန်သွားပါတယ်ကျွန်တော်တော့အဲ့ဒီခိုက်တက်မှာဘာဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်လို့ခဏခဏပြန်ကြည့်လိုက်ရတယ်ဘန်ကိုတိုင်းလည်းအဲ့ဒီခိုက်တက်မှာဘာဖြစ်လို့ဘာဖြစ်မှန်းတော့သိမှာမဟုတ်ပါဘူးဒါကြောင့်မလို့သူသိတာကသူအနိုင်ရတယ်ဆိုတဲ့ပုံစံမျိုးကြောင့်မို့အောင်ပွဲခံတာအဲ့ဒီတော့သူ့ကိုဘယ်လိုနည်းနဲ့မှဝေဖန်တိုက်ခိုက်မှာမဟုတ်ဘူးဒီလိုခိုက်တက်ကသူ့ရဲ့ဘဝကိုအလဲပြောင်းအများကြီးဖြစ်သွားစေနိုင်တဲ့အခိုက်တက်မျိုးတို့ပေတိတိုင်အောင်ပြည်သက်တွေမြင်ကျင်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဆိုပြီးသူကတုတ်ပြန်သွားပါတယ်ဒါကတော့ Brandon Rober ပွဲကြိုမှာပြောဆိုသွားတဲ့ပြောစကားကိုကျွန်တော်ပြည်သက်တွေကိုပြန်ပြီးဖောက်တယ်ချတာဒီ fighter ကဒီ Joshua Ban နဲ့ပတ်သက်လာရင်ဘယ်တော့မှအဆုံးမြင်ပုံစံမျိုးပြောခဲ့တာမျိုးမရှိဘူးသူရှင်းနိုင်သွားသည့်တိုင်အောင် Joshua Ban ကမတမယာနဲ့နိုင်ရတာစတဲ့ပုံစံမျိုးတွေလုံးဝမပြောခဲ့ဘူးသူ့အနေနဲ့ဒီသူ့ရဲ့ကစားနည်းကိုပဲအာရုံစိုက်တယ်အဲ့လိုတော့အကြောင်းရင်းတွေကြောင့် Brandon Rober ဟာခုနောက်ပိုင်းမှာမြန်မာပြည်သက်တွေရဲ့လက်ခုပ်တန်းတွေတောင်ကြားလာနေရပါတယ်